အားလုံးပဲခရစ်တော်နာမ၌မင်္ဂလာပါဝိညာဉ်လူများအတွက်ဝိညာဉ်အစာဆိုတဲ့ channel ကနေပြန်လည်ပြီးမှကြိုဆိုလိုက်ရပါတယ်တုတ်တန်ခြင်းခန်းကြီး7အငယ်25စွန့်ကြဲတတ်တော်သူသည်ကျွယ်ဝလိမ့်မည်သူတစ်ပါးကိုရည်လောင်တော်သူသည်ကိုယ်တိုင်ရည်လောင်ခြင်းအကျိုးကိုခံရလိမ့်မည်ဒီကနေ့မှာကျွန်တော်အနေနဲ့ပေကံတော်လက်တစ်စုံဆိုတဲ့ခေါင်းစဉ်နဲ့ဝေမျှသွားမှာပဲဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ကိုဘယ်လိုပြောထားသလဲဆိုရင်စွန့်ကြဲတတ်တော်သူသည်ကျွယ်ဝလိမ့်မည်သူတစ်ပါးကိုရည်လောင်တော်သူသည်ကိုယ်တိုင်ရည်လောင်ခြင်းအကျိုးကိုခံရလိမ့်မည်လို့ဖော်ပြထားပါတယ်မိတ်ဆွေဖျားသခင်ကကျွန်တော်တို့ယုံကြည်သူတဦးတယောက်ချင်းစီတိုင်းကိုကောင်းကြီးမင်္ဂလာတွေပေးထားပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကိုဖျားပေးထားတဲ့အရာဟာကျွန်တော်တို့အထဲမှာပဲရှိနေဖို့မဟုတ်ဘဲနဲ့စီစဉ်ဖို့ဖြစ်ပါတယ်ပေးကမ်းမှုဖြစ်ပါတယ်စွန့်ကြဲဖို့ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ပေးကမ်းခြင်းစွန့်ကြဲခြင်းတွေကိုဘုရားသခင်ကအယံပဲနှစ်သက်တဲ့ဘုရားဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့တသားထဲမှာပေးကမ်းတဲ့လက်တစ်စုံစွန့်ကြဲတဲ့လက်တစ်စုံဖြစ်ဖို့ရန်အတွက်အယံပဲအရေးကြီးတာပဲဖြစ်ပါတယ်စွန့်ကြဲလိုက်ခြင်းအဖြစ်ပေးကမ်းလိုက်ခြင်းအဖြစ်ကျွန်တော်တို့ရဲ့တသားထဲမှာကျွန်တော်တို့ရဲ့စီးစိမ်တွေကရုပ်ရုပ်သွားတာမျိုးကုံဆုံးသွားတာမျိုးမဟုတ်ဘဲနဲ့ဖျားသခင်ကတာ၍ကျွဲဝခြင်းအခွင့်ကိုပေးမယ်အကြောင်းကိုသူရဲ့နှုတ်ကပတ်တော်ထဲမှာဖော်ပြပြီးသားပဲဖြစ်တယ်။စွန့်ကြဲတော်သူဟာကျွဲဝလိမ့်မယ်တဲ့။သူတစ်ပါးကိုရေလောင်းတော်သူဟာကိုယ်တိုင်ရေလောင်းခြင်းအကျိုးကိုခံရလိမ့်မယ်လို့ဖော်ပြထားပါတယ်မိတ်ဆွေ။ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး6အငယ်38ထဲမှာကြည့်တဲ့အခါသူတစ်ပါးအားပေးကြလော့ပေးလင်သူတစ်ပါးဒီတင်တို့အားပေးကြလိမ့်မည်အမှန်ချင်းယုံမြမကတိတ်နဲ့လျက်လှုပ်လျက်ရှံလျက်ရှိခြင်းနဲ့တင်တို့ရင်ခွင်၌ပေးကြလိမ့်မည်အကြောင်းမူကားအချင်းချင်းတင်းပမာဏနှင့်တင်တို့သည်သူတစ်ပါးအားပေး၏သူပမာဏအတိုင်းကိုခံရကြမည်ဆိုပြီးမှဖော်ပြထားတာပဲဖြစ်ပါတယ်သူတစ်ပါးကိုကျွန်တော်တို့ပေးကမ်းခြင်းအမှုကိုပြုတဲ့အခါမှာတခြားသောသူများအားဖြင့်လည်းကျွန်တော်တို့ရဲ့အတ္တကိုပြင်လည်ပြီးမှပေးမယ့်အရာကိုနှုတ်ကပတ်တော်ထဲမှာဖော်ပြထားတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ပေးလူလိုက်ခြင်းအဖြစ်ကျွန်တော်တို့ထဲမှာရှိတဲ့စီးစိမ်တွေဟာကုံဆုံးသွားတာမဟုတ်ဘဲနဲ့တိတ်နဲ့လျက်လှုပ်လျက်ရှံလျက်ရှိခြင်းနဲ့ပြန်ပြီးမှဘုရားသခင်ကကျွန်တော်တို့ကိုပေးမယ့်အရာကိုဖော်ပြထားတာပဲဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ယုံကြည်သူများအနေနဲ့ပေးလူခြင်းအမှုကိုပြုတဲ့အခါမှာတတိထားရမယ့်အချက်ကလေးတွေရှိပါတယ်။ကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး9အငယ်9ထဲမှာလူတိုင်းကိုအလိုအလျောက်လူရ၏နှမျောသောစိတ်နဲ့မလူရမလူဘဲမနေရဟုစိတ်ထင်နဲ့မလူရအကြောင်းမူကားစေတနာစိတ်နှင့်လူတော်သူကိုသာဘုရားသခင်တတ်တော်မူ၏ဆိုပြီးမှဖော်ပြပါတယ်ကျွန်တော်တို့လူတန်းချင်းအမှုပေးကမ်းခြင်းအမှုကိုပြုတဲ့အခါမှာနှမျောတဲ့စိတ်တွန်းတူတဲ့စိတ်နဲ့မလူရဘူးတဲ့ကျွန်တော်တို့ရဲ့အတ္တထဲမှာစေတနာစိတ်နဲ့လူတဲ့သူကိုပဲဘုရားသခင်ကနေတတ်တယ်လို့ဖော်ပြထားတာပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ပေးကမ်းလူတန်းချင်းအမှုကိုပြုတဲ့အခါမှာတကယ်ပဲနှလုံးသားတွေကနေလာတဲ့စေတနာစိတ်နဲ့လူတန်းတတော်သူဖြစ်ဖို့ရန်အတွက်လိုအပ်တာပဲဖြစ်ပါတယ်ကျွန်တော်တို့1000ပဲလူနိုင်ရင်လဲအဲ့ဒီ1000ကတကယ်စေတနာစိတ်နဲ့လူတဲ့သူဖြစ်ဖို့လိုပါတယ်9000ပဲလူနိုင်နေဆိုရင်လဲအဲ့ဒီ9000ဟာစေတနာစိတ်နဲ့လူတဲ့အလူဖြစ်ရမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ရဲ့တာထဲမှာနောက်တစ်ချက်တတိထားမယ့်ရမယ့်အရာရှိပါတယ်အဲ့ဒီအရာကရှမတ်တဲ့ခရစ်ဝင်ကျမ်းအခန်းကြီး6အငယ်3တင်ဒီအလူဒါနကိုပြီးတော့အခါပေးချောင်းကိုမထင်ရှားစေခြင်းကလက်ရလက်ပြုသည့်အမှုကိုလက်ဝဲလက်မြမတိစေနဲ့ဆိုပြီးမှဖော်ပြထားတာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့တာရဏပလူတွေနဲ့ကျွန်တော်တို့ယုံကြည်သူတွေနဲ့ပေးလူခြင်းအရာမှာကွဲပြားမှုကိုကျွန်တော်သိမြင်ရမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီတာရဏပလူများပေးကမ်းတယ်လို့မျိုးလူတွေရှိမှမြင်တာအောင်ပေးကမ်းတာလိုင်းပေါ်မှာတင်ပြတာလိုင်းပေါ်မှာလူပြတာပေးကမ်းပြတာမျိုးမဟုတ်ပဲနဲ့ကျွန်တော်တို့ရဲ့တတာထဲမှာလက်ရလက်ပြုသည့်အမှုကိုလက်ဝဲလက်မြမတိစေနဲ့ဆိုသည့်အတိုင်းကျွန်တော်တို့ကလျှို့ဝှက်စွာပေးတတ်တော်သူတွေလျှို့ဝှက်စွာစွန့်ကြဲတတ်တော်သူတွေဖြစ်ဖို့ရန်အတွက်အရင်ပဲအရေးကြီးတာပဲဖြစ်ပါတယ်ရှမတ်တဲ့ခရစ်ဝင်ကျမ်းအခန်းကြီး6အငယ်4မှာကြည့်ရင်မထင်ရှားသောအရာကိုမြင်တော်မူသောတင်ဤအပါသည်အကျိုးကိုထင်ရှားစွာပေးတော်မူလက်တံဆိုပြီးမှဖော်ပြထားတာပဲဖြစ်ပါတယ်တကယ်လို့ကျွန်တော်တို့ကလူတွေရှိမှလူတန်းပြမယ်လူတွေရှိမှကျွန်တော်တို့
ကောင်းတဲ့အရာကိုပြုလုပ်ပြမယ်စွန့်ကြဲပြလိုက်မယ်ဆိုရင်အဲ့ဒီအရာမှာလူတွေရဲ့ချီးမွမ်းခြင်းကိုခံရပြီးမှဖျားစီကနေပါအကျိုးမှမရနိုင်ဘူးဆိုတဲ့အရာပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကပေးလူချင်းအမှုကိုပြုတဲ့အခါမှာလူတွေတိမြင်ဖို့မဟုတ်ပဲနဲ့ဖျားကတိမြင်ဖို့ဖြစ်ပါတယ်လူတွေအတိအမတ်ပြုဖို့မဟုတ်ပဲနဲ့ဖျားကကျွန်တော်တို့ကိုအတိမတ်ပြုဖို့ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့လူတန်းချင်းအမှုကိုပြုတဲ့အခါမှာလူတွေရှိမှလူပြခြင်းနေတွန်းတူတဲ့စိတ်တွေနှမျောတဲ့စိတ်တွေနဲ့လူပြခြင်းတွေမဟုတ်ပဲနဲ့တကယ်မေတ္တာစေတနာနဲ့လူတော်သူတွေဆက်လက်ပြီးမှကျွန်တော်တို့ကတူတိတ်တိတ်နဲ့ကျွန်တော်တို့လူတန်းတတော်သူတွေလျှို့ဝှက်တော်နှလုံးသားနဲ့ကျွန်တော်တို့လူတန်းတတော်သူတွေဖြစ်ဖို့ရန်အတွက်ဒီနေရာမှာအပိချနာပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့လက်တွေဟာပေးကံတော်လက်တစုံဖြစ်ကြရအောင်ဆိုပြီးမှနှုတ်ကပတ်တော်အဖြစ်အားပေးလိုက်ချင်ပါတယ်အားလုံးပေါ်မှာဘုရားသခင်ကောင်းကြီးပေးပါစေ